အားလုံးပဲမင်္ဂလာပါတရားမဝင်ရေကောက်ဝဲနဲ့နိုင်ငံရေးချမ်းဖတ်မှုဟူသောခေါင်းစဉ်ဖြင့်သကဝိုင်းဆွေးနွေးပွဲတရက်ကို Impact 360မြန်မာမှ6ရက်12လ2025တွင်ပြုလုပ်ခဲ့ပါသည်ထိုဆွေးနွေးပွဲတွင်လက်ရှိနိုင်ငံရေးအခင်းအကျင်းလက်နက်ကင်တော်လှန်ရေးနဲ့အသက်မခံနိုင်သောနိုင်ငံရေးချမ်းဖတ်မှုတို့၏သဘောတဘာဝခွာခြားချက်များရွေးကောက်ပွဲပေါ်ပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုများကဤသို့တုံ့ပြန်သည့်နည်းဆိုသောအကြောင်းအရာများကိုအဓိကထားဆွေးနွေးခဲ့ကြပါသည်ဦးဆောင်ဆွေးနွေးခဲ့သူများမှာမြို့သမီးများဖွဲ့ချုပ်မြန်မာနိုင်ငံ၏ထွေထွေတွင်းမှုနမ်းမုံမှုကျောင်းသားကြဦးကျောင်းသားလက်ရုံတော်တော်၏ဂျိုးခတ်ထားတဲ့ကိုမင်းရထက်မကွေးဒေတာတော်လိုင်းအင်အားစုများကွန်ရက်၏ထွေထွေတွင်းမှုကိုချဝဲမောင်နှင့်ညနေတဲ့အနာလက်တကမှဤဒီတို့ကပါဝင်ခဲ့ပြီးစလုံးဝိုင်းတဲ့ရောက်သူစုစုပေါင်း42ဦးရှိခဲ့ပါတယ်ဆိုပါဆွေးနွေးပွဲတွင်ကြောကြားခဲ့သောဆွေးနွေးချက်များကိုအောက်ပါအတိုင်းအနည်းချုပ်တင်ပြလိုက်ရပါတယ်လက်နက်ကင်တော်လိုင်း၏လက်သက်မခံနိုင်သောနိုင်ငံရေးချပါမှုတို့၏ဘော့ပေါ်ဝါပေါ်ချချက်ရခိုင်ခေတ်ဆက်ဆက်တော်လိုင်းများတွင်ဒီမိုကရေစီရရှိရေးနှင့်ရွေးကောက်ပွဲကျင်းပရေးတို့ကိုအဓိကထားတောင်းဆိုခဲ့ကြတော့လေလက်ရှိတော်လှန်ရေးတွေမူဆရာနာရှင်စနစ်ကိုပြီးတိုင်ဖြတ်သိမ်းပြီး Federal Democracy နိုင်ငံတော်တည်ဆောက်ရေးကိုဦးတည်သည့်အတွက်လက်နက်ကင်တော်လှန်ရေးလမ်းစဉ်သည်မလွဲမသွေရွေးချယ်ရမည်နည်းတစ်ခုဖြစ်လာခဲ့ရသည်သို့သောဤလက်နက်ကင်တော်လှန်ရေးသည်နိုင်ငံရေးရည်မှန်းချက်များတိကျစွာရှိပြီးပြည်အောင်စုတည်ဆောက်ရေးအတွက်ရွေးချယ်ရှိဆောင်ရွက်ခြင်းဖြစ်တဲ့ဖြင့်ရွေးချယ်မှတ်ဖြတ်စည်းလိုစိတ်ဖြင့်ပြုလုပ်သောကြမ်းဖက်မှုများနှင့်လုံးဝကွာခြားသည်ဟုဆွေးနွေးခဲ့ကြပါသည်တိုင်းသားဒေသများ၏ဖြတ်တန်းခဲ့ရသောအထူးကြုံများအရလည်းလက်နက်ကင်တော်လှန်ရေးသည်မိမိတို့လူမျိုးနေဒေသကိုကာကွယ်ရန်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန်နှင့်ဖိနှိပ်မှုများကိုတွန်းလှန်ရန်အတွက်နောက်ဆုံးလက်ကျန်နည်းလမ်းအဖြစ်ရွေးချယ်ခဲ့ရခြင်းဖြစ်သည်တိုင်းသားလူနည်းစုများအနေဖြင့်မိမိတို့၏ခေမီတယံဇာတာနှင့်လူမျိုး၏ဝိသေသလက္ခဏာများပြတ်ကွယ်မသွားစေရန်လက်နက်ကင်ဆောင်၍ခုခံကာကွယ်နေရခြင်းဖြစ်သည်တစ်ဖက်တွင်စစ်ကော်မရှင်၏လောက်ရများမှမူနိုင်ငံရေးအာဏာကိုအလွဲသုံးစားပြု၍လူနည်းစုများကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းလူခွင့်ရေးချိုးဖောက်ခြင်းနဲ့စတင်များဘုန်းကြီးကျောင်းကဲ့သို့သောနေရာများကိုကာကွယ်ယူစစ်စင်ရေးပြုလုပ်ခြင်းဖြစ်သည့်အတွက်၎င်းတို့၏လောက်ရများသည့်ရှင်းလင်းပြသသောနိုင်ငံရေးချမ်းဖတ်မှုဖြစ်ပါသည်တော်လိုင်းအင်အားစုများအနေဖြင့်ရသားများအပေါ်လက်နက်သို့မဟုတ်အင်အားသုံး၍ကျူးလွန်သည့်ပြစ်မှုချို့ကိုလည်းတွေးလာရပြီးဥပမာအားဖြင့်အုပ်ချုပ်ရေးမှုသို့မဟုတ်ဒလန်ရှင်းလင်းခြင်းများအနက်မှအချို့သောကိစ္စရပ်များသည်တရားမိတ်ချမ်းဖတ်သည့်ပုံစံများဖြစ်နေသည်တရားလက်လွတ်တပ်ဖြတ်ခြင်းအစားခိုင်လုံသောအကြောင်းပြချက်ဖြင့်တရားစွဲဆိုခြင်းသို့မဟုတ်တရားစီရင်မှုပြုလုပ်တဲ့ကြောင့်ဖြင့်တရားလက်လွတ်တပ်ဖြတ်ခြင်းသည်နိုင်ငံရေးအကြမ်းဖက်မှုဖြစ်သည့်ယူဆချဆွေးနွေးခဲ့ကြသည်လက်နက်ကင်တော်လှန်ရေးနှင့်လက်သက်မခံနိုင်သောနိုင်ငံရေးအကြမ်းဖက်မှုကြားတွင်ပါလော်သောစီးတကူရှိကြောင်းကိုလည်းတတိပြုလိုအပ်သည်ဟုဆွေးနွေးသူတို့မှထောက်ပြခဲ့သည်လက်နက်ကင်တော်လှန်ရေးအင်အားစုများအနေဖြင့်စီရေးပြမှတ်များကိုသာအဓိကထားတိုက်ခိုက်လေရှိပြီးစစ်စင်ရေးများဆောင်ရွက်ရာတွင်ရသားနှင့်စစ်ပတ်ဆိုင်ရာပြမှတ်များကိုခွဲခြားကာဆောင်ရွက်ကြပါသည်သို့သောစစ်တပ်သည်ကျန်းဝတ်စံနှုန်းများနှင့်ဥပဒေများကိုလိုက်နာခြင်းမရှိဘဲရသားများစေယုံများကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများကိုပါပြမှတ်ထားတိုက်ခိုက်လေရှိပါသည်တော်လှန်ရေးအင်အားစုများအနေဖြင့်လည်းစစ်ကော်မရှင်နှင့်ရှင်ပြန်ရာတွင်ကျန်းဝတ်တိတ်ခါပိုင်းဆိုင်ရာပါလုံမှုကိုထိန်းသိမ်းထားရန်လိုအပ်ပြီးအကယ်၍နိုင်ငံတကာဥပဒေများစံနှုန်းများကိုထိန်းနိုင်ရန်ပြတ်ကွက်ပါကမိမိတို့၏လုပ်ရများသည့်လည်းနိုင်ငံရေးအကြမ်းဖက်မှုပေါင်းလေးလိုဝင်ရောက်သွားပြီးစစ်တပ်ကဲ့သို့ဖြစ်သွားနိုင်တဲ့ဖြင့်အထူးသတိပြုရမည်ဖြစ်ချောင်းကိုဆွေးနွေးခဲ့ကြပါသည်တရားမဝင်ရေကောက်ပွဲနှင့်နိုင်ငံရေးအင်အားစုများ၏တုံ့ပြန်ဆောင်ရွက်ပေါ်တရားမဝင်ရေကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးနိုင်ငံရေးသမားများအဆွေစည်းရုံးပြီးသည့်အမှုပညာရှင်များနှင့်ထောက်ခံအားပေးသူများကိုအကြမ်းဖက်နည်းလမ်းဖြင့်ဖြည့်ရှင်းခြင်းသည်တော်လှန်ရေးအတွက်အကျိုးမရှိနိုင်ရာဆိုပါပုဂ္ဂိုလ်များကိုလောက်ကျန်တပ်ဖြတ်ခြင်းသို့မဟုတ်အကြမ်းဖက်ချင်းချောက်မှုများပြုလုပ်ပါကတော်လှန်ရေးအင်အားစုများ၏ကျန်းဝတ်တိတ်ခါပိုင်းဆိုင်ရာတရားနှိမ်လန်းကြမှုများကြာဆင်းသွားနိုင်ပြီးနိုင်ငံတကာ၏ထောက်ခံမှုများလည်းလျော့နည်းသွားနိုင်ပါသည်ဒါအပြင်စစ်ကော်မရှင်၏ဘာသာဖြန့်ချီရေးရန်ရာအတွက်ခွင့်ကောင်းပြတ်သွားစေနိုင်ပြီးတော်လှန်ရေးသမားများကိုကျန်းဖတ်သမားများအဖြစ်ပုံဖော်ကာနိုင်ငံရေးရမြတ်ထုတ်သွားနိုင်ကြောင်းကိုလည်းထောက်ပြခဲ့သည်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လှုပ်ဆောင်နေသောစစ်ကော်မရှင်၏တောက်တိုင်များနှင့်ပတ်သက်ပြီးတိကျစွာခွဲခြားဆက်ဆံရန်လိုအပ်တော်သည်စစ်တပ်နှင့်မဖြစ်မနေဆက်ဆံနေရသောပြည်သူများအားလုံးကိုရန်သူအဖြစ်သတ်မှတ်ပြီးရှင်းလင်းခြင်းမျိုးမလုပ်ဘဲ၎င်းတို့အားစီယုံရင်းနဲ့ဘဲတဲ့သူဆွဲချက်နိုင်ရန်ကြိုးစားသင့်ပါသည်အားလုံးကိုရန်သူအဖြစ်သတ်မှတ်လိုက်ပါကမလို့ဘဲရန်သူမွေးသလိုဖြစ်ပြီးတော်လှန်ရေးကာလပုံမှုချေချသွားနိုင်ကြောင်းဆွေးနွေးခဲ့ကြပါသည်တော်လှန်ရေးအင်အားစုများအနေဖြင့်ပြည်သူလူထုအားရွေးကောက်ပွဲ၏မတရားမှုနှင့်အပြေမှန်မဟုတ်ကြောင်းကိုရှင်းလင်းစွာအသိပညာပေးခြင်းဝါဒဖြန့်မှုများကိုတံပြန်ချီဖြတ်ခြင်းလူထုလှုပ်ရှားမှုများဥပမာ Silent Strike ကဲ့သို့သောလှုပ်ရှားမှုများတွင်ပါဝင်လာအောင်စည်းရုံးခြင်းနှင့် Social Punishment ကဲ့သို့သောနည်းလမ်းများကိုပုံမအားပြုသင့်သည်စီးပွားရေးအရာတပိတ်မှောက်ခြင်းနှင့်နိုင်ငံတကာမှစစ်ကော်မရှင်ကိုအတိအမှန်မပြုစေရန်တန်တမန်ရေးရာစီလုံးလုံးစော်ခြင်းများကိုပုံမအားစိုက်ဆောင်ရွက်သွားရပါမည်ခေတ်ကပွဲဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီနေသူများကိုအကြပ်ပတ်ခြင်းထက်
၎င်းတို့၏လုပ်ရများကိုမတန်းတင်ထားပြီးတရားဥပဒေအရအရေးယူနိုင်မည့်နည်းလမ်းများကိုရှာဖွေခြင်းကရေရှည်တွင်ပုံမသိငရောသောနည်းလမ်းဖြစ်သည့်ဟုထောက်ပြဆွေးနွေးခဲ့ကြပါသည်ပြည်သူလူထု၏ခံရမှုနှင့်တော်လိုင်းကာလကျင့်ဝတ်ဆောင်ခဲ့မှုတော်လိုင်းအင်အားစုများသည်ပြည်သူလူထု၏ထောက်ခံအားပေးမှုအပေါ်တွင်ရက်တည်နေရခြင်းဖြစ်သဖြင့်ပြည်သူလူထု၏ယုံကြည်မှုကိုထိန်းသိမ်းထားရန်မဖြစ်မနေလိုအပ်ပါသည်လက်နက်ကင်ဆောင်ထားသူများအနေဖြင့်ပြည်သူလူထုအပေါ်အနိုင်ကျင့်ခြင်းချင်းချောက်ခြင်းများမပြုလုပ်မိစေရန်တင်းကျပ်သောစည်းကမ်းများနှင့်ကျင့်ဝတ်များကိုလိုက်နာရန်လိုအပ်သည်ချို့သောဒေသများတွင်လက်နက်ကင်ဆောင်ထားသူများကပြည်သူလူထု၏ပိုင်ဆိုင်မှုများကိုရုံးငင်တုံးဆွဲခြင်းမျိုးသမီးများအပေါ်နောက်ဆက်ခြင်းများရှိနေသည့်ဟူသောသတင်းများထွက်ပေါ်နေခြင်းသည်တော်လှန်ရေးအတွက်အလိုအနေကြီးမားသောအခြေအနေဖြစ်ပါသည်ထို့ကြောင့်လက်နက်ကဖွဲ့စည်းများအနေဖြင့်မိမိတို့၏ရဲဘော်များကိုစစ်တီတော်ကျင့်ဝတ်များနှင့်လူအခွင့်အရေးဆိုင်ရာလေးစားလိုက်နာမှုများကိုစနစ်တကျလက်ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ကြပါသည်ပြည်သူလူထုအနေဖြင့်လည်းတော်လှန်ရေးအင်အားစုများကိုထောက်ခံအားပေးရုံသာမကပဲလိုအပ်ပါကထိန်းချောင်းပေးပင်ပေးနိုင်သည့်နေသားတွင်ရှိတင်ပြီးလက်နက်ကအဖွဲ့အစည်းများ၏မှားယွင်းသောလုပ်ရများကိုဝီရန်ထောက်ပြခြင်းတိုင်ကြားခြင်းများပြုလုပ်နိုင်ရန်အတွက်လုံခြုံစိတ်ချရသောတိုင်ကြားမှုရန်နေရာများကိုတော်လှန်ရေးအဖွဲ့အစည်းများကဖန်တီးပေးထားရမည်ဖြစ်သည်သို့မှသာပြည်သူနှင့်တော်လှန်ရေးအင်အားစုများကြားယုံကြည်မှုပုံမခိုင်မာလာမည်ဖြစ်ပြီးတော်လှန်ရေး၏ဒီမတ်ချက်ပန်းတိုင်းတို့ရှောင်းလန်းရာတွင်ထောက်ကူဖြစ်မည်ဖြစ်ကြောင်းကိုလည်းထိခိုက်ထားဆွေးနွေးခဲ့ကြပါသည်ကျင့်ဝတ်စည်းကမ်းတရားမျှတမှုနှင့်အထွေကူပြောင်းရင်ကာလတရားစီရင်ရေးလက်နက်ကိုင်ဖွဲ့စည်းများ၏ကျင့်ဝတ်စည်းကမ်းများနှင့်ပတ်သက်၍လည်းအခြေတဝန်းဆွေးနွေးခဲ့ကြပါသည်တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်ရှင်းလင်းပြသသောအမိန့်ပေးကိုကဲမှုစနစ်နှင့်ကျင့်ဝတ်စည်းကမ်းများကိုတည်ဆောက်ထားရမည်ဖြစ်ပါသည်အမိန့်ပေးမှုစနစ်ခိုင်မာမှုမရှိပါကသို့မဟုတ်ခေါင်းဆောင်များကိုယ်တိုင်ကတရားမဝင်သောလုပ်ရပ်များကိုကျူးလွန်ပါကတော်လှန်ရေးပုံရိပ်ကိုထိခိုက်စေနိုင်ပါသည်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုနှင့်ပတ်သက်၍အလေးထားဆွေးနွေးရာတွင်တော်လှန်ရေးကာလအတွင်းဖြစ်ပွားခဲ့သောလူ့ခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်၍တော်လှန်ရေးပြီးမှရှိမည်ဟုသောသဘောထားမျိုးမထားရှိတဲ့မှာကျူးလွန်မှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုသည်တော်လှန်ရေးကာလအတွင်းမှာတွင်စတင်ရှိနေရမည်ဖြစ်ပါသည်ပြည့်စုံသူများကိုရေးယူဆောင်ရွက်ခြင်းနဲ့နန်းနာသူများအတွက်ပူဇော်ပေးခြင်းများကိုလှုပ်ဆောင်နိုင်မှသာလျှင်တရားမျှတသောလူ့ဖွဲ့စည်းကိုတည်ဆောက်နိုင်မည်ဖြစ်သည်ပြည်ထောင်ခတ်ခြင်းမှကင်းလွတ်ခွင့်မရရှိစေရန်အတွက်မတန်းတင်ခြင်းလုပ်ငန်းများကိုစနစ်တကျလှုပ်ဆောင်ထားရန်လိုအပ်ပြီးနောက်တစ်ချိန်တွင်တရားဥပဒေအရအရေးယူနိုင်ရန်ပြင်ဆင်ထားရမည်ဖြစ်သည်အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်တိုင်ကြားစာများကိုစုံစမ်းစစ်ဆေးပြီးထိရောက်စွာအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်းနှင့်တော်လှန်ရေးကာလဖြစ်သည့်အတွက်တိခန့်ပေးပါဟုပြောဆိုခြင်းမျိုးမဖြစ်သင့်ကြောင်းဆွေးနွေးခဲ့ကြပါသည်ယခုဆွေးနွေးပွဲသည်အဖြေတစ်ခုတည်းကိုပေါ်သေးချမှတ်ခြင်းမဟုတ်ဘဲတော်လှန်ရေးကာလအတွင်းကြုံတွေ့နေရသောကျန်းမာဆိုင်ရာကြားသေးများရွေးကောက်ပွဲနှင့်ပတ်သက်သောစိန်ခေါ်မှုများကိုရှုထောင့်မောင်းစုံမှသုံးသပ်ခြင်းဖြစ်ပါသည်တော်လှန်ရေးအောင်မြင်မှုသည်စီးရင်နိုင်ရှုံးတစ်ခုတည်းအပေါ်ဒီနေခြင်းမဟုတ်ဘဲမိမိတို့ကျင့်သုံးသောနည်းလမ်းများ၏မှန်ကန်မှုပြည်သူလူထု၏ယုံကြည်တောက်ခံမှုနှင့်နိုင်ငံစံနှုန်းများကိုလိုက်နာမှုတို့ပေါ်တွင်လည်းများစွာမှုတည်နေကြောင်းအနှိမ့်ချုပ်ရယူနိုင်ပါသည်တရားလက်လွတ်နိုင်ငံရေးကြံ့ဖတ်မှုများပြည်သူများအပေါ်နိုင်ငံစီးနှင်းလုပ်ရများမဖြစ်ပွားစေရန်ကျင့်ဝတ်ဥပဒေများကိုတင်းကျပ်စွာစောင့်ထိန်ချမှတ်တဲ့လို့အမိန့်ပေးရန်များတွင်လည်းကျင့်ဝတ်ဆိုင်ရာစဉ်းစားချက်တတ်နိုင်သမျှမြတ်တာသည့်တရားစီရင်ရေးစနစ်ကြောမှုများပါဝင်သင့်သည်၎င်းအပြင်ပြည်သူများအနေဖြင့်တော်လှန်ရေးတွင်ပမိုးသူများတသက်အထိဖြစ်လာပါဝင်သင့်သည်မဟုတ်ဘဲလက်နက်ကင်တော်လှန်ရေးလမ်းစဉ်မဟုတ်သည့်တိုင်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုပုံစံမျိုးအပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ကျင့်ဝတ်ဆိုင်ရာစောင့်ထိန်ချက်သူများအနေဖြင့်လည်းပါဝင်သင့်သည်ကိုဆွေးနွေးခဲ့သည်ကျင့်ဝတ်နှင့်ဥပဒေချိုးဖောက်မှုများဖြစ်ပေါ်လာသည့်အခါတိုင်းတွင်လည်းပြည်ထန်ကင်းလွတ်ခွင့်ယဉ်ကျေးမှုတဆိုးမရှိစေရန်လက်နက်သူများကိုပူဇော်ရန်နှင့်ထပ်မံမပြတ်ဖွားရေးကိုအာမခံနိုင်ရန်တော်လှန်ရေးအောင်မြင်ပြီးအချိန်ထိမဆောင်ပဲတရားမျှတမှုကိုအမြန်ဆုံးအကောင့်ထဲပေါ်တင်ကြောင်းတို့ကိုလည်းဆွေးနွေးအကြံပြုခဲ့ကြပါသည်၎င်းအပြင်ပြည်သူများအနေဖြင့်တော်လှန်ရေးတွင်ပမိုးသူများတသက်အထိဖြစ်လာပါဝင်သင့်သည်မဟုတ်ဘဲလက်နက်ကင်တော်လှန်ရေးလမ်းစဉ်မဟုတ်သည့်တိုင်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုပုံစံမျိုးအပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ကျင့်ဝတ်ဆိုင်ရာစောင့်ထိန်ချက်သူများအနေဖြင့်လည်းပါဝင်သင့်သည်ကိုဆွေးနွေးခဲ့သည်ကျင့်ဝတ်နှင့်ဥပဒေချိုးဖောက်မှုများဖြစ်ပေါ်လာသည့်အခါတိုင်းတွင်လည်းပြည်ထန်ကင်းလွတ်ခွင့်ယဉ်ကျေးမှုတဆိုးမရှိစေရန်လက်နက်သူများကိုပူဇော်ရန်နှင့်ထပ်မံမပြတ်ဖွားရေးကိုအာမခံနိုင်ရန်တော်လှန်ရေးအောင်မြင်ပြီးအချိန်ထိမဆောင်ပဲတရားမျှတမှုကိုအမြန်ဆုံးအကောင့်ထဲပေါ်တင်ကြောင်းတို့ကိုလည်းဆွေးနွေးအကြံပြုခဲ့ကြပါသည်